ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ပြောစရာခေါ်သွားဖို့အတွက်အဆင်မပြေသေးပါဘူးကျမကတော့ခေါ်ခြင်းတယ်တော့ကြပါတော့ဗျာဒီပိုင်ပွဲကျွန်တော်လက်ပြိုင်မိတယ်ကျွန်တော်မှားပါတယ်နောက်ခါဘောင်းမှမပြိုင်တော့San những cái ga tiêu bị na đi đi ye na nhịp bị nghe ta bé nhau về ye đi tình tình tu về bị ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ပြောစရာခေါ်သွားဖို့အတွက်အဆင်မပြေသေးပါဘူးကျမကတော့ခေါ်ခြင်းတယ်ဒါတွေကပြင်လို့ရတဲ့အမားတွေဒါပေမဲ့ဒါပြိုင်ပွဲလေဟုတ်တယ်မလားကျွန်တော်ပြောချင်တာပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုခေါ်လိုက်လို့ရှိရင်နောက်တစ်ဆင့်တက်တဲ့အချိန်မှာတင်လိုက်တဲ့အခါမှာတကယ်လို့ကြိုးစားမှုအဆင်မပြေဘူးဆိုလို့ရှိရင်ဒုက္ခရောက်သွားနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ခေါ်သွားမယ်ဆိုတဲ့စကားကတော့တိတ်အဆင်မပြေဘူးပေါ့နော်ဒါပြောချင်တာကတော့ကျမကတော့ခေါ်စီခြင်းတယ်ဒါမကိုကျွန်တော်ပုံဝင်လင်းပြောမှာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့တော့မခေါ်သင့်ဘူးပေါ့你别笑